မလန်ဆော့ဆောမှမောပန်းနွမ်းနေပြီးတော့ညာဘက်ကျအိမ်မပျော်ပဲနဲ့အာရီ6နေတယ်ဆိုရင်တော့ body fluid တွေပြပြဝါမရှိတော့လို့ပဲဖြစ်ပါတယ်။နေရာဒီအပူဆုံးကာလမှာအမြဲရည်ပဲတောက်ချင်နေတဲ့မိတ်ဆွေတို့ရှိတယ်ဆိုရင်တော့ဒါကတိုင်းရင်စီသမားတော်တယောက်တင်ပေးတဲ့နီလန်ပဲဖြစ်ပါတယ်။ဒီနေ့အသေးစိတ်လုံနီကိုဝေမျှပေးသွားမှာဖြစ်တဲ့အတွက် safe ထားဖို့မမေ့ပါနဲ့နော်။တခွာသီး5ကီလိုဂရမ်နဲ့စားတစ်စုံဖြူရေလောင်းထည့်ပြီးတော့တန်းစင်အောင်ဆေးပေးလိုက်ပါမယ်။တခွာသီးမှာဆိုရင်တော့ဗီတာမင် A နဲ့ဗီတာမင် C အပြည့်အဝပါဝင်တဲ့အတွက်အထူးသဖြင့်အသားရည်မွေးချက်ချောက်ဖြစ်နေတဲ့သူတွေဆိုရင်တော့တေချာပေါက်လှုပ်တော့ကြည့်ပါနော်။တခွာသီးကိုအပိုင်းလေးတွေပိုင်းပြီးတဲ့အခါမှာဖန်ပလင်းတတန့်နဲ့ထည့်ပြီးရင်တော့ဒလိတ်တုံးနဲ့ကြည်အောင်ထောင်းပေးလိုက်ပါမယ်။ကြည်လီပူကောင်းလေးဖြစ်ပြီးတော့အဓိကကတော့တတိဝိုင်ဖောင်ရင်ထည့်တဲ့တဆေးကိုထည့်ပေးရပါမယ်။သူကအချင်းပေါက်တာမြန်ပြီးအရသာကောင်းတဲ့အပြင်ဝိုင်အကြီးလည်းမများရစေပါတယ်။တကြားခဲ15ဂရမ်ထည့်ပြီးတမောက်ငွေပေးပြီးရင်တော့အဖုံးအုပ်ပြီးတော့အေးများတဲ့နေရာမှာ3ရက်အချင်းဖောက်ပြီးထားလိုက်ပါမယ်။ဝိုင်အကြီးနဲ့အဖက်တွေတိတိတတ်တာကွဲထွက်လာပြီးဆိုရင်တော့အဖက်တွေကိုစစ်ထုတ်ပြီးရင်တော့ဝိုင်တွေကိုပလင်းနဲ့ပြန်ထည့်လိုက်ပါမယ်။4ရက်လောက်အဲ့အတိုင်းဆက်အချင်းဖောက်ထားပြီးလိုက်မယ်ဆိုရင်တော့တတိရနံ့တင်းပြန်ပြီးအရသာနူညံ့နဲ့တခွားသီးဝိုင်ကိုရပါပြီ။ဗီတာမင်အပြည့်ပါပြီးတော့အရန်ကိုမှဂရင်းပွင့်စေပါတယ်။နေရာဒီပူဆုံးကာလမှာတတိဝိုင်တောက်ပေးမယ်ဆိုရင်တော့အပူငြိမ်ပြီးတော့ကျမရဲ့အတွက်စိတ်ပူစရာမလိုတော့ဘူးလေ။ဒီနေ့တစ်ခွက်လောက်တောက်ပေးမယ်ဆိုရင်တော့ဘလောက်ဈေးကြီးတဲ့အလားကုန်ပစ္စည်းပဲဖြစ်ဖြစ်သူ့ကိုမှီမှာမဟုတ်ပါဘူး။သူ့ကိုလှုပ်တက်သွားပြီဆိုရင်တော့ချုံမွေးကျူစီဖြစ်တဲ့နဂမောက်တီဝိုင်နဲ့အရသာရှိတောက်လို့ကောင်းတဲ့စပြည့်ဝိုင်အစားရှိတဲ့တတိဝိုင်မျိုးမျိုးကိုပါပြုလုပ်နိုင်သွားမှာပဲဖြစ်ပါတယ်